ဒီနေ့တော့အိမ်မှာကြက်သွန်မိတ်လေးရှိနေရတဲ့မုံညင်းလေးပါထည့်ပြီးတော့ပန်ကိတ်ကြော်လေးလှုပ်စားဖြစ်ပါတယ်ပထမဆုံးအနေနဲ့မုံညင်းဖြူကိုအချောင်းလေးဖြစ်အောင်လိပေးထားလိုက်မယ်ပြီးရင်တော့ရေတွေထွက်လာအောင်စားနည်းနည်းထည့်ပြီးတော့နယ်ထားပေးလိုက်ပါမယ်ကြက်သွန်မိတ်လေးတွေကိုလည်းလက်ပွားတစ်ခုစာအရွယ်စားလေးတွေတီးထားပေးလိုက်ပါမယ်ပြီးရင်တော့မုံနှစ်အတွက်အကြော်မုံထဲမှာစားအရသာမုံနဲ့ရေနည်းနည်းထည့်ပြီးတော့မွေထားပေးလိုက်ပါမယ်ပြီးတာနဲ့ခုနကမုံရင်းတွေကိုရေဆေးပြီးတော့ရေစင်အောင်စစ်ထားပေးလိုက်ပါမယ်နောက်တစ်ဆင့်အနေနဲ့ကြက်ဥဖောက်တဲ့ရေနည်းနည်းထည့်ပြီးတော့ခောက်ထားပေးလိုက်မယ်ပြီးရင်တော့ငရုတ်သီးနဲ့ကြက်ဥချောင်းလေးတွေကိုလည်းခပ်ပါးပါးလေးတွေလီးထားပေးလိုက်ပါမယ်ပြီးရင်တော့စကြော်လို့ရပါပြီပိုးထဲကိုစီလေးနည်းနည်းထည့်မယ်ပိုးပူလာပြီဆိုရင်တော့ကြက်သွန်မိတ်နဲ့မုံညင်းလေးတွေထည့်လို့ရပါပြီပြီးတာနဲ့မုံနည်းရေလေးကိုဖြည်းဖြည်းချင်းစမ်းပေးပြီးတော့အသင်လီးထားတဲ့ငရုတ်သီးနဲ့ကြက်ဥချောင်းတွေကိုလည်းထည့်ပေးလိုက်ပါမယ်မုံနည်းရေလေးကိုနောက်တစ်ခါစမ်းခောက်ထားတဲ့ကြက်ဥလေးကိုလည်းစမ်းပြီးပြီဆိုရင်တော့တစ်ဖက်ကိုလန်ပြီးတော့ဆက်ကြော်ပေးပါမယ်မုံနည်းလေးလည်းကြက်ပြီးတော့အနံလေးလည်းမွေးလာပြီဆိုရင်အရန်ကိုစားလို့ကောင်းတဲ့ကြက်သွန်မိတ်ပန်ကိတ်ကြော်လေးရပါပြီဆော့စ်လေးနဲ့ပဲစားစားရေနွေးချမ်းလေးနဲ့ပဲမြည်မြည်အရန်ကိုစားလို့ကောင်းတာမို့လို့လိုက်ပြီးတော့လှုပ်စားကြည့်ကြပါဦးခင်ဗျာ